Jalet ရဲ့ Go as that အဖေက AI ထက်ပိုပါတယ်ရှိနေတော့တန်မိုးထားပေးကြပါအားလုံးပဲမင်္ဂလာပါကျွန်မကတော့ Strategy First ကဣတနာကျူပါဒီနေ့ကတော့ကျွန်မကတော့အဖေများနေ့ကိုဂုဏ်ပြုတာရောဒီတလောကအလုံးမှာရှိရဲ့အဖေတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဒီသင်ခန်းစာလေးကို sharing လုပ်ချင်ပါတယ်အခုခေတ်မှာကျွန်မတို့တခုခုသိချင်တယ်တက်ချင်တယ်ဆိုရင်မလုပ်ကြလဲအားလုံးပဲရှင်းပါတယ်အလွယ်ဆုံးကတော့ AI Google တွေမှာရှာလိုက်တယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်း YouTube တို့မှာ tutorial ကြည့်လိုက်တာပဲပေါ့ဖုန်းမျက်နှာပြင်ကိုပို့လိုက်တာနဲ့ဒီအဖြေရအများကြီးထွက်လာတဲ့ခါကျတော့လူတွေကလည်းအချိန်ကုန်သက်တာရဲဆိုပြီးတော့လောက်တက်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီဖခင်များနေမှာဆိုလို့ရှိရင်တော့ Jalet ကုမ္ပဏီကစက်တက်ချက်တစ်ခုလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကတော့အရာအလုံးကိုအင်တာနက်မှာတကယ်ပဲရှာလို့ရရလားပေါ့နော်အရာအလုံးကိုပဲဒီ AI နေရပဲအဖြေပေးသလားပေါ့ Jalet ကဒီကမ္ဘာတဝန်းမှာရှိတဲ့လူငယ်တွေကိုဖိတ်ခေါ်ပြီးတော့အလုပ်သုံးခုလုပ်ခိုင်းတယ်နံပါတ်1ကကြတော့လယ်စည်းပေါ့နော် necktie ကိုစနစ်တကျချီခိုင်းတယ်နံပါတ်2ကတော့ကိုနှစ်သက်တဲ့ main ကလေးတွေကိုဖုန်းဆက်ပြီးတော့ဒိတ်ဖို့ဘယ်လိုပြောရမလဲဆိုတာကိုမေးရပေါ့နော်နံပါတ်3ကတော့ကျဲဥတလုံးကိုကျွမ်းကျင်စွာဘယ်လိုကြောရမလဲဆိုတာလောက်ခိုင်းတယ်ပထမတစ်ခေါက်မှာဒီလူငယ်တွေကိုပေါ့နော်အင်တာနက်အသုံးပြုခွင့်ပေးရယ်သူက tutorial ကိုကြည့်ရယ်ဖုန်းတွေကိုကြည့်ပြီးတော့ like လုပ်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့စင်မပြေဘူးပေါ့နော်လက်စည်းစီးရလည်းပုံမကြဘူးစကားပြောတာလည်းယုံကြည်မှုမရှိသလိုဖြစ်နေရပေါ့နော်ဒုတိယတစ်ခေါက်မှာတော့Jalet ကသူတို့ကိုအင်တာနက်သုံးခွင့်မပေးတော့ဘူးပေါ့နော်စာသားလေးတစ်ခုပဲပြလိုက်တယ်အဲ့စာသားကတော့ Go as that ပေါ့မင်းဖေကိုသွားမေးလိုက်တဲ့ဒီရလက်ကတော့ထူးခြားစရာပဲပေါ့နော်အဖေတွေကသူတို့ရဲ့တားရဲ့နားမှာထိုင်နေလက်စည်းကိုဘယ်လိုကာရမလဲလက်ချင်းထိပြီးတော့သင်ပေးရပေါ့နော်ဖုန်းထဲက tutorial ရကြတော့ဘယ်လိုလုပ်ရမလဲဆိုတော့ information ကိုပဲပေးနိုင်တယ်ပေါ့နော်အဖေကတော့ဒါရရဲအေးဆေးဆေးလို့ဆိုတော့ confidence တွေ wisdom တွေကိုပေးနိုင်ခဲ့ပါတယ်ဒီနေရာမှာအဖေနဲ့သားကြားကတန်ရောစင်လေးပေါ့နော် bonding ဆိုတာလေးကအတက်ဝင်လာပါတယ်အဖေတယောက်ရဲ့အတွေ့အကြုံဆိုတာက Google တို့ AI တို့တွေထက်အများကြီးပိုထိရောက်တယ်ပေါ့နော်ဒီအချိန်မှာဖြစ်ပေါ်လာတဲ့ချိတ်ဆက်မှုကဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူးဒီနေရာမှာ marketing သင်ခန်းစာကိုကြည့်မယ်ဆိုရင်လည်း Jalet ကမုတ်စိတ်နဲ့ဓာတ်ရောင်းတဲ့ကုမ္ပဏီပေါ့ဒါပေမဲ့သူတို့ရဲ့ပစ္စည်းအကြောင်းကိုပဲမပြောဘဲနဲ့ယောက်ျားလေးတယောက်ရဲ့ဘဝလမ်းပြ further figure ကိုသူတို့ပုံဖော်ခဲ့တယ်ပေါ့နော်ဒါကို value based marketing လို့ခေါ်ပါတယ်။ customer ရဲ့ဘဝတွေကအရေးကြီးတဲ့တန်ဖိုးထားမှုတွေဥပမာမိသားစုတန်ရောစင်နဲ့ brand ကိုချိတ်ဆက်လိုက်တာပါ။ Jalet ကမုတ်စိတ်ရတာကိုအဖေကနေတောက်ကိုလက်ဆင့်ကမ်းပေးရမယ်ဆိုရယ်ယောက်ျားလေးရဲ့ delay တစ်ခုဖြစ်သူတို့ရဲ့ဗီဒီယိုလေးကိုshare လုပ်နိုင်ခဲ့တယ်ပေါ့နော်အဖေရီစီမှာ AI နေ Google တွေထပ်ပိုကောင်းတဲ့အတွေ့အကြုံတွေသင်ခန်းစာတွေအများကြီးရှိတတ်ပါတယ်ကျမဆိုလို့ရှိရင်လည်းကျမရဲ့အဖေမရှိတော့ပေမဲ့လည်းပေါ့နော်သူ့ရဲ့သင်ခန်းစာတွေနဲ့ပဲဘဝကိုရှေ့ဆက်တယ်သူလမ်းညွှန်တဲ့အတိုင်းပဲပေါ့နော်ကိုဆက်ပြီးတော့နေရတဲ့အတွက်အခုချိန်ထိအဆင်ပြေပြေနေနိုင်တယ်လို့ခံယူထားပါတယ်ဒီနေ့မှာတော့ဖခင်နေနေ့မှာတခုခုသိချင်အင်တာနက်ကိုမရှာဘဲနဲ့အဖေကိုသွားမေးကြည့်ပေါ့နော်အဲ့ဒါလေးတိုက်တွန်းချင်ပါတယ်အဖေကကိုယ့်ရဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်အမြဲတမ်းပေါ့နော်သင်ပေးဖို့ဟာစောင့်ကြိုနေမှာပဲပေါ့နော်အားလုံးမိသားစုတန်မိုးကိုနားလည်ပြီးတော့ပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်